ဆရာတကယ်ဒုက္ခရောက်နေပြီပိုက်ဆံကလက်ထဲမှာကိုမမြဲဘူးဖြစ်နေတယ် ဝင်လာကိုပြန်ထွာနေတာပဲဘာမှကိုမကြမ်းဘူးဘာလို့လဲဆရာရဲ့ အောက်ကပေါက်နေတဲ့ရေအိုတဲ့ရေလောင်းထဲနေသလိုပေါ့ဘယ်တော့မှပြေးလာမှာမဟုတ်ဘူး ပြဿနာကငွေရှာတာမဟုတ်ဘူးခမားစီမှာပိတ်ရမယ့်ငွေရိုပေါက်တွေရှိနေလို့ပဲ ကဲ Feng Shui အရာပထမဆုံးပြရမယ်အရေးအကြီးဆုံးရိုပေါက်၃ခုကိုပြောပြမယ် အင်ရှိဝင်ပေါ့ဆိုတာလာဘလာပါရဲ့ပါဆက်ပဲရှုပ်ပွဲနေရလောက်တယ်ဘလို့ဝဲမလဲ ဟာရှာကျွန်တော်ရဲ့မှာပြတ်နေမယ်နှမျိုးလို့တင်းထားတာတွေအများကြီးပဲ အဲ့ဒါကချိုးချန်တာမဟုတ်ဘူးအဲ့ဒါ scarcity mindset ငါမတတ်နိုင်ဘူးဆိုတဲ့စိတ်နဲ့ကိုချီနှောင်ထားတာ အဲ့ဒီစိတ်ကမရှိတာကိုပဲအာယုံစိုက်လေတော့ဘဝထဲကိုမရှိတာတွေပဲရောက်လာတာပေါ့ ဒါပေမဲ့အားလုံးထဲမှာအစွမ်းအထက်ဆုံးနဲ့အရေးကြီးဆုံးရိုပေါက်တကူကြံတယ်အဲ့ဒါကခင်ဗျားရဲ့ပါဇက်ပဲပိတ်ဆန်မရှိဘူးဆိုတဲ့စကားကိုဒီနေ့ကစပြီးလုံးဝမပြောတော့နဲ့ဒါဆိုဒီအပေါက်ဒီအကုန်ပိတ်ပြီးတာနဲ့ပိတ်ဆန်တွေချက်ချင်းဝင်လာတော့မလားရှာမဟုတ်သေးဘူးအပေါက်ပိတ်တဲ့ဆိုတာကပိတ်ဆန်ရော်တာကိုရက်တန့်လိုက်တာပဲရှိသေးတယ်ဒါဆိုရင်အပေါက်ပိတ်ပြီးသားအိုးကိုငွေလူနဲ့ပြန်ပြီးအောင်ဘယ်လိုလုပ်ရမလဲဆရာ အဲ့ဒါကတော့ငွေကွတ်တမင်ဝင်းအောင်ဆွဲဆောင်ရတာအဲ့ဒီကြာကြာတွေကိုနောက်တစ်ပိုင်းမှာဆက်ပြောမယ်